ကဝေပညာကိုအမွေပေးခဲ့တဲ့ကဝေဦးကြီးစုံဆိုတာတကယ်ရှိသလားလူကြီးတွေပြောလို့ရှိတာကတော့စုံတက်ပညာဆိုတာအတိရရအရှိရကအမွေပေးရတယ်လို့ဆိုပါတယ်အမွေခံမဲ့သူမရှိရင်အဲ့ဒီလူကသိလို့မရဘဲနဲ့ဒုက္ခကြီးစွာခံစားရတဲ့လို့လည်းပြောကြပါတယ်ဒီနေ့ကျမပြောပြပေးမှာကတော့အေယာဝတီတိုင်းဘက်ကရွာလေးတူရွာမှာတကယ်ဖြစ်ခဲ့တဲ့ကဝေအမွေပေးခဲ့တဲ့ထိတ်လန့်စရာဖြစ်ရမှန်ပဲဖြစ်ပါတယ်အဖြစ်အပျက်ကတော့လွန်ခဲ့တဲ့နှစ်20ကျော်ကပါဒေါ်လာလို့ခေါ်တဲ့အဖွားကိုတယောက်ကရွာထဲမှာအသက်အကြီးဆုံးဖြစ်ပြီးလူတွေကသူ့ကိုအတော်လေးယိုသေးကြောက်ရွံ့ကြပါတယ်သူကစကားနေတဲ့မျက်လုံးတွေကလည်းဆူးရှာပြီးတော့လူတယောက်ကိုစိုက်ကြည့်လိုက်ရင်အဲ့ဒီလူကဖျားနာတတ်တယ်လို့ကောလာဟလာတွေထွက်နေတာပါကောလာဟာအသက်60ကျော်အထိကျန်းမာရေးကောင်းနေခဲ့ပေမဲ့ဒီနေ့မှာတော့ရုတ်တရက်အိယာဟဲလဲသွားပါတော့တယ်ဒါပေမဲ့စမ်းကြဲတာကသူဟာအသက်မထွက်နိုင်ဘဲနဲ့တအင်းတအားအားနဲ့ရပ်ပေါင်းများစွာဝေဒနာခံစားနေရတာပါသူ့ရဲ့ဖိုက်ခဲကနေလဲဂလူးဂလူးနဲ့တခုခုလှုပ်ရှားနေတဲ့အတန်တွေကအပြင်ကနေကြားရတဲ့အထိပြင်းထန်နေပါတယ်ရွာကလူကြီးတွေကတော့သိလိုက်ပါပြီဒေါ်လာဟာသူ့ရဲ့အတက်ကိုအမွေပေးဖို့အတွက်လူရှာနေရပါဒေါ်လာမှာမိမလေးတယောက်ရှိတယ်နာမည်ကဖြူဖြူတဲ့ဖြူဖြူကသူ့အဖွားကိုအရန်ချစ်တော့ဒီနားကနေပြုစုပေးနေတာပေါ့ညမှာတော့ဖြူဖြူကအဖွားဖြစ်သူကိုစံပြုတ်တိုက်ဖို့ပြင်နေတော့မှာပဲဒေါ်လာကဖြူဖြူရက်ကိုအတင်းလှဆွဲလိုက်ပါတယ်ဒေါ်လာရဲ့နှလုံးထဲကသွေးရောင်ရမ်းပြီးတော့ဗစက်ကနေအမဲရောင်အမြစ်တွေထွက်လာပါတယ်ကြီးလေအဖွားပေးတာကိုယူမလားလို့မေးလိုက်တဲ့အခါဖြူဖြူကလည်းဘာမှမသိပဲနဲ့ယူမဲ့အဖွားလို့ပြန်ဖြေလိုက်မိပါတယ်အဲ့ဒီချိန်မှာပဲဒေါ်လာရဲ့ဗစက်ထဲကနေအမြုပ်တွေထွက်လာပြီးဖြူဖြူရဲ့ဗစက်ထဲကိုတခုခုဝင်လာလို့ခံစားလိုက်ရပါတော့တယ်ဒေါ်လာဟာအဲ့ဒီညမှာပဲငြိမ်သက်စွာအသက်ထွက်သွားပါတယ်ဒါပေမဲ့အဲ့ဒီနေ့ကစပြီးဖြူဖြူကထူးဆန်းလာပါတော့တယ်ညဘက်ဆိုရင်အိတ်မပြောတော့ဘဲနဲ့အမောင်ထဲမှာမျက်လုံးအပြူသားနဲ့ထိုင်နေတတ်တယ်အညမှာတော့ဖြူဖြူရဲ့အဖေကသမီးဖြစ်သူရဲ့အခန်းထဲကနေကျွတ်ကျွတ်နဲ့ဝါးစားတဲ့အတန်တွေကြားလို့ချောင်းတီးလိုက်ပါတယ်သူမြင်ရတာကဖြူဖြူကအခန်းတောက်မှာဖုံကုန်းကြီးနဲ့အစိမ့်လိုက်တေဆုံးနေတဲ့ကြွက်တွေကိုအငမ်းမရစားနေရပါဖြူဖြူရဲ့မျက်နှာကသူ့သမီးမျက်နှာမဟုတ်တော့ဘဲနဲ့တေဆုံးသွားတဲ့အဖွားဖြစ်သူဒေါ်လာရဲ့မျက်နှာလိုဖြစ်နေတာကိုတွေ့လိုက်ရတဲ့အခါမှာတော့အဖေမိသူကကြောက်ရလုံးလုံးအော်ဟစ်ပြီးလဲကျသွားပါတော့တယ်။နောက်ဆုံးမှာတော့ရွာကဆရာတော်တစ်ပါးကိုပိတ်ဖိတ်ပြီးအစီအရင်တွေလုပ်ခဲ့ရပါတယ်။ဖြူဖြူရဲ့ခန္ဓာကိုယ်ကနေအနက်ရောင်အလုံးတစ်လုံးအန်ထွက်လာပြီးမှဖြူဖြူကသတိပြန်ရလာခဲ့တာပါ။ဒါပေမဲ့အဲ့ဒီဖြစ်ရဖြစ်ပြီးကလေးကဖြူဖြူကအရင်လိုမဟုတ်တော့ပဲစိတ်အနှဲငယ်လို့တလို့ဖြစ်သွားခဲ့ပါတယ်။အခုထက်ကြီးအဲ့ဒီရွာမှာတော့ကဝေအမွေဆိုတာကိုလူတိုင်းကစောင့်ရတဲ့ကြားပြောနေကြဆဲဖြစ်ပါတယ်။ဒါကတော့ကဝေအတတ်ပညာရဲ့ကြောက်စရာကောင်းတဲ့အမွေပေးပုံဖြစ်ရမှန်ပဲဖြစ်ပါရဲ့။မိတ်ဆွေတို့ရောအောက်လန်အတက်ဒါမှမဟုတ်စိုးကဝေတွေအကြောင်းကိုတကယ်ယုံကြည်ပါသလား။ကိုယ်တိုင်ကြုံမှုရဲ့ဖြစ်ရတွေရှိရင်လည်းအောက်မှာရေးပေးခဲ့ပါဦးနော်။ဒီလိုဆက်လန်းလေးတွေကိုစက်နှစ်သက်တယ်ဆိုရင်တော့ like နဲ့ share လုပ်ဖို့မမေ့ပါနဲ့ဦးနော်။အားလုံးပဲတာယာရဲ့ညလေးဖြစ်ပါစေ။